ချိန်မရှိဘူးအဲ့ဒီချင်းစောကဘာကောင်မို့လို့လဲငါကအနှစ်20ဆန်စည်းပွားရေးလုပ်လာတာသူကလဲဆိုင်တဲ့ကောင်ကငါ့ကိုဒီလိုစကားပြောရဲတယ်ဟုတ်လားဒါပေမဲ့သူစိတ်တူပေမဲ့ဘာမှလုပ်လို့မရဘူးချင်းဆက်ခောက်ဆွဲဆိုင်ရှိမှလူတွေတန်းစီနေတာပိုပြီးများလာတယ်အဲ့ဒီဝင်ချင်းကထပ်ပြီးတက်တနာလာရှာအောင်မလားသူလာလဲငါမကြောက်ပါဘူးအခုကသူငါ့ကိုပိတ်ဆို့တာမဟုတ်ဘူးငါကသူ့ရဲ့လမ်းကိုပိတ်ဆို့ထားတာကောင်းကုန်းမင်းကလူတွေကိုတွားရှာချေဒီညအဲ့ဒီချင်းစောရဲ့ဖန်လုံအိမ်တွေကိုတွားမိရှုခိုင်းလိုက်တထေးဒါကဥပဒေဖောက်ဖျက်တာလေမင်းမတွားရင်ငါခုပဲမင်းကိုတက်ပြစ်မယ်တွားအောင်မြင်ရင်မင်းအတွက်ဆုလက်ရှိစေရမယ်ဒါကငွေ90ငါတို့တထေးရဲ့အမိတ်အရာချင်းစောရဲ့ဖန်လုံအိမ်တွေကိုမိရှုရမယ်အင်းညီကိုတို့အလုပ်လုပ်ပြီးအမှန်တိုင်းပြောစမ်းဒါတွေအကုန်လုံးဝင်ချင်းခိုင်းတာလားဝင်ချင်းမင်းအဖြစ်ကိုသိပြီလားဝင်ချင်းကိုမိုက်3000ပြည်နေတန်ပေးပြီးပိုင်ဆိုင်မှုတွေကိုအစိုးရဗန္ဒာဖြစ်သိမ်းစီစေဝင်ချင်းပြည်နေတန်ခံရပြီးပိုင်ဆိုင်မှုတွေသိမ်းခံရတယ်ဟုတ်လားဒါဆိုတော့ပြီငါသူ့ရဲ့ဆန်ဆိုင်နဲ့ကိုတောင်တွေကိုဝယ်ရမယ်မင်းမှာပတ်စံအများကြီးရှိလို့လားပတ်စံအကုန်ထုတ်เสียရမလို့ပါဘူးသူ့ကိုတောင်ထဲမှာစံပိတ်တာတောင်းရှိနေတာငါအဲ့ဒီဆန်တွေနဲ့အစားထိုးပြီးပေးချင်မယ်ပြီးမှငွေသားအနေငယ်ပဲထပ်ဖြစ်လိုက်မယ်ဝင်ချင်းရဲ့ဆန်ဆိုင်ကိုဝယ်ယူဖို့ငွေရှိရပဲလိုအပ်တယ်ဒါပေမဲ့သူ့မှာရှိတဲ့ဆန်တွေက600ကျော်တန်မှုရှိနေတော့မင်းကငွေသား100ကျော်ပဲစိုက်ထုတ်ရတာပေါ့ချင်းစောမင်းကတကယ်ကြီးစီးပွားရေးလုပ်တတ်တဲ့ကောင်ပဲအမတ်မင်းရဲ့ပြိုးထောင်ပေးမှုကြောင့်ပါမနှက်ဖြန်ကြရင်ဒီဆန်ပုတ်ကိုဖြုတ်ပြီးငါတို့ရဲ့ဆန်ပုတ်အစ်စ်တင်မဲ့ဘာနာမည်လဲချန်ရှားဆန်ဆိုင်လို့ခေါ်ရအောင်ဦးချင်းအကူအမတ်မင်းဟုံရောက်လာပြီးရွာဝအထိရောက်နေပြီးတွားကြစို့အမတ်မင်းဟုံကိုတွားကြိုရအောင်အမတ်မင်းခင်ဗျားကနှုတ်ဆက်တာပါမနှက်ဖြန်ကြရင်နင်ကျိုးကိုပြောင်းရွှေ့ရတော့မယ်မတွားခင်မင်းစီလာကြည့်တာမင်းရဲ့အိမ်ဝင်းကပြီးခဲ့တဲ့အချိန်ငါလာတော့ကထပ်ပို့ပြီးကြည့်လာပါလားထန်လုံးအိမ်နှဲငယ်တိုးချဲ့ပြီးလူအနေငယ်ထက်ခေါ်ထားလို့ပါချင်းစောငါဒီတခါရာထူးတက်သွားတာမင်းရဲ့ကောင်းမှုတွေအများကြီးပါဝင်ပါတယ်အမတ်မင်းကလည်းနှိမ့်ချပြန်ပြီးကျွန်တော်ကလဲဆိုင်တဲ့ကောင်ပဲဘာကောင်းမှုရှိမှလဲလဲဆိုင်တာဟုတ်လားမင်းဆိုင်တဲ့လေကလူဘယ်နှယောက်ကိုကဲတင်ခဲ့လဲဆိုတာငါရင်ထဲမှာအတိဆုံးပါဒါကငါညလုံးပေါက်စာရေးရရှိကိုထုစစ်ခိုင်းထားတဲ့ငါရဲ့ကိုပိုင်မတ်တရပစ္စည်းလေးပါအစိုးရပစ္စည်းမဟုတ်ဘူးတင်ထားလိုက်ပါအမတ်မင်းဒါကမငင်းပါနဲ့မင်းနဲ့ထိုက်တန်ပါတယ်အတိရောက်လာမဲ့မြို့နယ်အမတ်မင်းရဲ့နာမည်ကဝန်ကျန်ချင်းတဲ့သူက movie recap တွေအတွက် follow လုပ်ထားပါအန်ကယ်မင်းကဝန်ကျန်ချင်းနဲ့သူကငါရဲ့တပည့်ပဲလူငယ်လေးမို့တက်ကြွတဲ့စကားလဲနားထောင်တတ်ဘာကိစ္စပဲရှိရှိသူ့စီသွားရှာလို့ရတယ်ကျေးဇူးတင်ပါတယ်အမတ်မင်းကောင်းကောင်းလုပ်ဦးတနေ့နေ့ကျရင်တို့တွေနင်ကျိုးမှာပြန်ဆောင်ကြအောင်မှာပေါ့ဟာချင်းအော်အမတ်မင်းဟုတ်သွားပြီဆိုတော့နောက်ဆိုတို့တွေဘသူ့ကိုအားကိုးရတော့မလဲဘသူ့ကိုအားကိုးရမှာလဲကိုအားကိုးရမှာပေါ့ပြီးတော့ဒီမာယာချီရှိတဲ့မြေကြီးကိုအားကိုးရမှာအဲ့ဒါလားလှတာပေါ့ဘလို့စာအုပ်ဘလို့ပကြီးကားထက်မဆိုပိုလာတယ်အမတ်မင်းဟုတ်သွားပြီမဲ့လမ်းကတော့ရှိနေသေးပဲပြီးတော့ပိုပြီးကျေပြန့်လာပြီချင်းအကူပြောထားပြီးပြီအတင်းနဲ့ဝင်ကျင်တဲ့သူတွေဒီနေ့ရွာဝကတစ်ပင်ကြီးအောက်မှာလာပြီးနာမည်စရင်ပေးကြပါဒီရွာလုံးရင်ဒီမြေမရှိတော့ဘူးအတင်းဝင်ကျင်တဲ့သူတွေအရင်ဆုံးစီကံ3ချက်ကိုနားထောင်ပါတဲ့အတင်းနဲ့ဝင်ရင်စကားနားထောင်ရမယ်ငါစိုက်ခိုင်းတာစာရေးခိုင်းတဲ့အချိန်ရေးစကားနားမထောင်ရင်ထွက်သွားနှစ်နည်းပညာကိုပြင်ပလူကိုမပေးရဘူးဘသူမဆိုတစ္ဆာဖောက်ရင်တစ်မျိုးနဲ့လုံးကိုအတင်းကထုတ်ပေးမယ်သုံးလို့အားလိုက်ခွဲဝေမယ်များလုပ်ရင်များရမယ်ပြင်းတဲ့သူကိုပထမတစ်ချိန်သတိပေးမယ်ဒုတိယအချိန်ပတ်စံဖြတ်မယ်တတိယအချိန်ဆိုရင်ထုတ်ပြမယ်ဒီစီကံ3ချက်ကိုလက်ခံနိုင်ရင်လာပြီးလက်မှတ်ထိုးလက်ပွေနှိပ်လက်မခံနိုင်ရင်အခုပဲထွက်သွားလို့ရတယ်ချင်းအကူမင်းနဲ့အတူလို့ရင်တစ်နှစ်ကိုဘယ်လောက်ရမလဲမင်းအခုတစ်နှစ်ကိုဘယ်လောက်ရလဲတစ်နှစ်ပတ်လုံးလုံးမှာ2လျံ3လျံပဲရတာအေးငါနဲ့လို့ရင်9ဆတိုးလာမယ်9ဆတောင်လားကြွားနေတာထင်တယ်ဒါကပြီးခဲ့တဲ့နှစ်ပထမဆုံး3လရဲ့စည်ရင်စရာပဲငါအိမ်တအိမ်တဲတင်အသားတင်အမြတ်48လျံရတယ်အသင်းဝင်15အိမ်ထဲမှာအနည်းဆုံးရတဲ့အိမ်တောင်6လျံရတယ်ငါလဲထိုးမယ်ငါ့ကိုပါတယောက်ထက်တနေ့ရဲ့အတွင်းအိမ်အောင်စု300ကျော်လက်မှတ်ထိုးခဲ့ကြတဲ့30အိမ်စုကိုအဖွဲ့တစ်ဖွဲ့ပြီးအဖွဲ့ခေါင်းဆောင်တယောက်စီရွေးချယ်လိုက်တယ်ပြောရုံတင်မကပဲအိမ်တိုင်းကိုတွားကြည့်ပြီးဘယ်အိမ်မှာလှုပ်သားလို့လဲဘယ်အိမ်မှာကရိယာလို့လဲဆိုတာစည်ရင်ပြုစုပြီးတပြေးညီညှိနှိုင်းပေးခဲ့တယ်10ရက်ကျော်ကြာတွင်ရွာထဲကမြေလွတ်မြေတိုင်းတွေအကုန်လုံးကိုပြန်လည်ပြီးဖြစ်ကဖန်လုံးအိမ်ရေအတွက်ဟာ10ခုကျော်ကနေ40ကျော်အထိတိုးတက်လာခဲ့တဲ့အသင်းဖွဲ့ထဲမှာစာတင်ကျောင်းတစ်ခုဖွင့်လှစ်ခဲ့ပြီးအသင်းဝင်တွေရဲ့ကလေးတွေကိုအလကားစာတင်ပေးကစာရေးကရိယာအကုန်လုံးကိုအသင်းကပဲထုတ်ပေးခဲ့တယ်ရှင်းအကူလဲစိုက်တာကလဲစိုက်တာပဲစာတတ်တော့ဘာလို့မှလဲနောက်ငါတို့လူတွေကအစိုးရနဲ့ဆက်ဆံရမယ်ကုန်တယ်တွေနဲ့စာချုပ်ရမယ်စည်ရင်တွေ့ရမယ်စာမတက်ရင်ဘယ်လိုလုပ်မလဲငါမင်းတို့ကိုတစ်သက်လုံးစာချုပ်ကြည့်ပေးလို့မရဘူးလေကောင်းကင်ကအမဲမြေကြီးကအဝါစကြဝဠာကြီးကကျေပြောလာသည်တကယ်ကြီးပတ်စံအကုန်ခံနိုင်တာပဲပတ်စံကပြန်ရှာလို့ရတယ်လူကစာမတက်ရင်တစ်သက်လုံးမျက်စိကန်းနေတယ်လို့ပဲဖြစ်နေမှာအကိုကြီးထမင်းစားပြီးပြီလားညီလေးကိစ္စရှိလို့အထဲဝင်စကားပြောရအောင်မင်းရဲ့မကြီးနေမကောင်းဖြစ်လို့အိပ်ရတယ်လဲနေတာ9ရက်10ရက်ရှိပြီအိမ်မှာဆေးကုဖို့ပတ်စံမရှိလို့9လျံလောက်ချေးပေးလို့ရမလား9လျံဆိုရပါပြီညီလေးအရင်ကအကိုကြီးမခဲ့တာပါရပါပြီယူသွားပြီးမရီကိုဆေးကူလိုက်ပါနောက်ဆိုကိစ္စရှိရင်လမ်းပြောရှင်သူ့ကိုမမုန်းတော့ဘူးလားမုန်းတော့ဘာထူးမှလဲသူလဲချင်းမျိုးရိုးပဲငါလဲချင်းမျိုးရိုးပဲသူစင်းရဲနဲ့ပြက်နေရင်အပြင်လူကြရင်တို့ချင်းမိသားစုပဲတိတ်ခါကြမှာပေါ့မရီလာခဲ့ပါတယ်မရီအရင်ကလူလိုမလုပ်တော့ပါဘူးမင်းစိတ်သဘောထားကြည့်ပေးပါမရီညံ့ထားပါငါမင်းကိုတောင်းပန်ပါတယ်နတ်သမီးလေးငါ့ကိုရိုက်ပါဆဲပါထားလိုက်ပါတော့အတိတ်ကကိစ္စတွေပြီးပါပြီနောက်ကောင်းကောင်းမွန်မွန်နေထိုင်သွားရင်ရပါပြီအေးဒါမှဆုလံမဟုတ်လားဘာကြည့်နေတာလဲဟာကြော်ဖြတ်လို့ရတဲ့အတိတ်တွေကိုကြော်ဖြတ်ခဲ့ပြီးပြီ
ကြော်ဖြတ်လို့မရတဲ့အရာတွေကိုတော့ပေါက်ပြားနဲ့ပဲတူးဆွပြီးညှိပစ်လိုက်မယ်။အောင်ဘသူကိုရှာတာလဲ။ချင်းစော့ဆရာချင်းဘယ်ရွာမှာနေလဲတိပြရစီချင်းအကူကြီးကိုရှာတာလား။ရှေ့ကတတိယမြောက်အိမ်ဝင်ပဲ။တကားဝမှာတစ်ပင်ကြီးရှိတဲ့အိမ်။ဆရာချင်းကျွန်တော်ကတယောက်လာတဲ့မြို့နယ်အမတ်မင်းဝန်ကျင့်ချင်ပါ။အမတ်မင်းဝန်ခမည်းပါလို့ဒီလိုဝစ်စုံနဲ့လာရတာလဲ။အရာရှိဝစ်စုံဝစ်ရင်လူအများလမ်းကုန်မှာစိုးလို့ပါ။ပြီးတော့ကျွန်တော်ကလာပြီးတိုင်ပင်တာပါ။အရှိဝါလာပြတာမဟုတ်ပါဘူးအမတ်မင်းဝန်ကိစ္စရှိရင်အမှန်တိုင်းပြောပါဆရာချင်းငါလဲစကားမဝိုင်းတော့ဘူးမြို့မြောက်ဘက်ကမြေလို့ဧကထောင်ချီကအကုန်လုံးစားငံမြေတွေဖြစ်နေလို့မျက်တောင်မပေါက်ဘူးအရင်အမတ်မင်းဟုတ်ပြောတာတော့မင်းမနီးလန်းရှိတယ်ဆိုလို့ငါအဲ့ဒါကိုလေယာမြေကောင်းဖြစ်အောင်လုပ်ချင်တယ်ဒါပေမဲ့ရုံးတော်မှာမြောင်းတူဖို့ပတ်စံအလုံးလောက်မရှိဘူး Follow for more movie recaps. နောက်ထပ်လက်ဆန်းတွေမရှိဘူးရေမြောင်းတစ်ခုတူပြီးမြစ်ရေကိုတွဲယူကရေနူးချလိုက်ရင်စားငံတက်တွေကျသွားလိမ့်မယ်မြောင်းတူဖို့ဘယ်လောက်လိုလဲ1000လောက်လိုပါတယ်အမှန်တိုင်းပြောရရင်ရုံးတော်မှာအခုသုံးလို့ရတဲ့ငွေက900မပြည့်ဘူးဒီလိုလုပ်ပါမြောင်းကိုကျွန်တော်တူးပေးမယ်ပတ်စံထုတ်ဝက်စိုက်ထုတ်ပေးမယ်မြောင်းတူးပြီးရင်အဲ့ဒီမြေတွေကိုကျွန်တော်ရဲ့အတင်းဖွဲ့ကိုအရင်ဆုံး900ပေးရမယ်တက်တန်းက225ရန်ခါကိုတော့ပေါက်စေးရဲ့90ရာခိုင်နှုန်းနဲ့ပဲယူမယ်ကျန်တဲ့မြေတွေကိုတော့အမတ်မင်းသဘောအတိုင်းစီမံနိုင်ပါတယ်မင်းကငွေထုတ်ဝက်စိုက်ထုတ်မယ်ဟုတ်လားမင်းမှာပတ်စံဒီလောက်အများကြီးဘယ်ကရလဲရှာထားတာပေါ့အတင်းဖွဲ့ကပြီးခဲ့တဲ့နှစ်ကအများကြီးမြတ်ထားတော့ဒီလောက်ပတ်စံတော့ထုတ်နိုင်ပါတယ်ဆရာချင်းငါမျိုးသူမျိုးသားတွေကိုစားမင်းကိုကျေးဇူးတင်ပါတယ်အမတ်မင်းအဲ့လိုမလုပ်ပါနဲ့ငါကစီးပွားရေးလုပ်တာဖြစ်တယ်လို့အလုပ်လည်းလုပ်တာပါရေကနေတီးနှံထွက်ရင်ငါမှဆန်ရမယ်အစိုးရမှာအခွန်ရမယ်အားလုံးထမင်းစားရတာပေါ့ချင်းအကိုကြီး900တောင်းလားမင်းတကယ်ကြီးအကုန်ခံနိုင်တာပဲတာသမီကိုမစွန့်လွတ်နိုင်ရင်ကြားကိုဖမ်းလို့မရဘူးလေအဲ့ဒီဧက1000ချီမြေကကောင်းသွားရင်ငှားရမ်းကတခုတည်းနဲ့တဲ့နှစ်အတွင်းအရင်ပြန်ရနိုင်တယ်ဒါဆိုမင်းမလို့အကုန်လုံးမစိုက်ထုတ်တာလေတက်တန်းကိုလည်းထပ်တိုးလို့ရတာကိုအကုန်လုံးမစိုက်ထုတ်တာကအကုန်စိုက်ထုတ်လိုက်ရင်ငါကိုယ်ပိုင်ကိစ္စဖြစ်သွားမှာပေါ့ရုံးတော်ကလည်းပတ်စံဆိုင်မှာသူတို့ပို့ပြီးဂယူးဆိုင်မှာတယောက်တည်းစားရင်မမြိုင်ဘူးဆရာချင်းမင်းမြေပုံလည်းကြည့်တတ်တာလားငယ်ငယ်တက်ပါတယ်ဆရာချင်းမင်းရင်ကတကယ်ကြီးဘာလုပ်ခဲ့တာလဲလဲစိုက်တာပါအဲ့ဒီနေ့ပြီးနောက်မြောင်းကတနေ့ထက်တနေ့ပို့ပြီးရှီလျားလာခဲ့တဲ့ဆရာချင်းအမိတ်တော်မြတ်ရောက်လာပါပြီအမိတ်တော်ခံယူပါချင်းအကိုမြ мян သွားအာဟာအမိတ်တော်မြတ်လေးမြ мян သွားတို့တွေလည်းတွားကြည့်ရအောင်ဧကရမင်းမြတ်ဤအမိတ်တော်ရချင်းရွာမချင်းစော့သည်စိုက်ပျိုးရေးလုပ်ငန်းကိုတိုးတက်စေပြီးဒုက္ခသည်များကိုအလုတ်ကင်ပေးကကူညီခဲ့သည်စားငံမြေများကိုလေယာမြေကောင်းများအဖြစ်ပြောင်းလဲပေးနိုင်ခဲ့သောကြောင့်ဧကရမင်းမြတ်မှချင်းမြောက်ချင်းဆိုင်ရာရွှေဆိုင်ပုံနှင့်အတူအဆင့်9ရှိသောလေယာစိုက်ပျိုးရေးဆိုင်ရာအရာရှိကြီးအဖြစ်ခန့်အပ်ကငွေရင်းကြီးတစ်ထည်ချင်းမြင့်လိုက်သည်အမိတ်တော်မြတ်ကိုလူသေးစွာခံယူပါတယ်ဖျားဧကရမင်းမြတ်ချင်းမြင့်တဲ့ရွှေဆိုင်ဗုဒ္ဓကဧကရမင်းမြတ်ကိုယ်တိုင်ပေးတာအဆင့်9ရှိတဲ့အရာရှိဆိုတော့မြို့နယ်အမတ်မင်းနဲ့ဂုံတိတ်ခအတူတူပဲပေါ့ချင်းအကူတကယ်ကြီးဂုံယူစရာပဲဟာချင်းအကူဒီညတော့အရက်ပွဲတီးရမယ်တေချာပေါက်တီးရမယ်တရွာလုံးလာခဲ့ကြအသားနဲ့အရက်ကိုအတင်းဖွဲ့ကပဲစိုက်ထုတ်မှလာဟာညဘက်ကြရင်လာဟာချင်းအကူအရင်ကငါမခဲ့တာတွေအတွက်အရင်ဆုံးခွက်လက်လိုက်ပါပြီချင်းအကူငါကစကားမပြောတတ်ဘူးနောက်မင်းညွန်ပြတဲ့နေရာကိုငါလိုက်လို့မယ်ဟာတောက်ရှင်ဒီညအရန်တောက်တာများသွားပြီပြောလို့ပါငါရင်ကအိမ်မက်တောင်မမှတ်ဘူးတနေ့ကျရင်ဧကရမင်းမြတ်ကငါ့ကိုစိုင်းပုတ်ချင်းမြင့်လိုက်မယ်လို့အတိတ်ကကိစ္စတွေပြီးပါပြီနောက်ကောင်းသောနေ့ရက်တွေပဲရှိတော့မယ်ဒီလိုခက်ပြက်ကြီးထဲမှာငါရဲ့မိန်းမနဲ့သမီးကိုကာကွယ်ပေးနိုင်ခဲ့တယ်လို့တရွာလုံးကိုပါဆွဲတင်ပေးနိုင်ခဲ့ကြတန်ပါဘီ10နှစ်အကြာနီကုန်းချုပ်10နှစ်အကြာတွင်ချင်းမီသားစုခြံဝင်းကြီးဟာတမျိုးနယ်လုံးမှာအစီကားဆုံးနေရာတစ်ခုဖြစ်လာခဲ့ပြီးစာတင်ကျောင်းတစ်ခုဖွင့်လှစ်ခဲ့ပြီးဆရာကြီး၄ယောက်ကိုငှားရမ်းကအတင်းဖွဲ့ကကလေးတွေကိုအလကားစာတင်ပေးခဲ့တဲ့စီကံတစ်ခုလည်းဆောက်လုပ်ခဲ့ပြီးမြို့ပေါ်ကဆရာဝန်ကြီးတစ်ယောက်ကိုပင့်ဖိတ်ကအတင်းဝင်တွေစေးကူရင်ပတ်စံမယူပဲရွာသားတွေဆိုရင်လည်းအရင်စေးပဲယူခဲ့တဲ့ဆရာကြီးကမိတ်တော်မူသည်တင်ယူပြီးနောက်အမြဲလေးချင်းငန်းလုပ်ခြင်းသည်ပျော်စရာမကောင်းပေဘူးလားဟာဘာတွေစဉ်းစားနေတာလဲငါလွန်ခဲ့တဲ့နှစ်တွေကအိယာကနိုးလာခဲ့တဲ့နှစ်တကူးနေကိုပြန်စဉ်းစားနေတာမင်းကပိန်လုံးလို့အယိုးပေါ်အရေးတင်ဖြစ်နေပြီးတမီးလေးညူးညူးကစာလောင်လုံးလို့မငိုနိုင်ရှာဘူးအခုတော့တမျိုးလုံးကတို့အကြောင်းကိုပြောနေကြတာကလေးနှစ်ယောက်ကလည်းဝက်ဖက်နေတာပဲအားလုံးကတို့ကိုချီးမွမ်းနေကြတာချင်းအကိုစေခန်းပွဲပြင်ပြီးအားလုံးကမင်းကိုစောင့်နေကြတာလာပြီးဟာမောင်နှမလေးတွေလက်ဆေးပြီးထမင်းစားရအောင်ဟေးမြ мян လုံးဟင်းတွေအေးကုန်တော့မယ်ချင်းအကိုတို့တွေခွက်တစ်ခွက်လောက်လက်ရအောင်မင်းမရှိရင်တို့တွေဒီနေ့လိုနေမျိုးရှိလာမှာမဟုတ်ဘူးချင်းအကိုကိုဂုဏ်ပြုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်လွန်ခဲ့တဲ့နှစ်တွေကခင်ဗျားတို့အားလုံးပြင်ပန်းခဲ့ကြပါပြီဟာချမ်းသာမချမ်းပါဘူးဒီလိုနေ့ရက်မျိုးဆိုရင်တစ်သက်လုံးနေသွားရလဲမယိုးနိုင်ပါဘူးဗျာနှစ်တကူတော့မဲ့အင်း Movie recap တွေအတွက် follow လုပ်ထားပါ